ကဘာပေါ်ကထူးဆန်းသောနေရာများနံပါတ်1မောင်ရိုရိုင်းမာဒီတောင်ဟာဘရာဇီးနိုင်ငံရဲ့နယ်စပ်မှာရှိပြီးတော့ကျွန်တော်တို့မြင်နေကြတောင်တွေလို့ထိတ်ချွန်ချွန်မဟုတ်ပဲစပွဲတင်ခုံလို့ပြချက်နေတဲ့တေဘယ်တော့မောင်တိန်အမျိုးအစားဖြစ်ပါတယ်ဒီတောင်ပေါ်မှာထူးဆန်းသောအကောင်မျိုးစားတွေနဲ့အသားစားတဲ့အပင်တွေပါရှိတယ်လို့လည်းသိရပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကရှိနေတဲ့အလွန်ရှေးကျတဲ့ကြောက်အလွှာများလည်းရှိပြီးတော့မိုးတိမ်တွေကဒီတောင်ကိုအမြဲတမ်းဖုံးလွှမ်းနေတတ်ပါတယ်ကဘာမြေပေါ်ကမဟုတ်ပဲတခြားချို့တစ်ခုကလို့ထင်ရစေတဲ့သဘာဝအံ့ဖွယ်နေရာတစ်ခုလည်းဖြစ်ပါတယ်နံပါတ်2စလာဒီဥယျာဉ်ဒီနေရာဟာဘိုလီဗီးယားနိုင်ငံမှာရှိပြီးတော့ကမ္ဘာအကြီးဆုံးစားကွင်းပြင်ကြီးဖြစ်ပါတယ်မိုးရာသီမှာရေလွှာပပလေးတွေဖုံးလွှမ်းသွားတဲ့အခါကွင်းပြင်တစ်ခုလုံးဟာကောင်းကင်ကြီးကိုပြန်လည်ထင်ဟပ်နေတဲ့ကမ္ဘာအကြီးဆုံးမှန်ချက်ကြီးအဖြစ်ပြောင်းလဲသွားတတ်ပါတယ်မြေပြင်နဲ့ကောင်းကင်ဘယ်နေရာမှာအဆုံးသတ်လဲဆိုတာခွဲခြားလို့မရအောင်လှပစမ်းကျင်လွန်းတဲ့နေရာဖြစ်ပြီးစားခဲတွေနဲ့ဆောက်လုပ်ထားတဲ့ဟိုတယ်လည်းရှိတယ်လို့သိရပါတယ်နံပါတ်3ဆိုခိုတာရာအိုင်လန်ဒီကျွန်းဟာယီမင်နိုင်ငံပိုင်ကျွန်းဖြစ်ပြီးဒီကျွန်းကိုရောက်သွားရင်တခြားကျွန်းတစ်ခုကိုရောက်သွားသလိုခံစားရမှာဖြစ်ပြီးဒီကျွန်းမှာရှိတဲ့အပင်နဲ့တရဝါ3ပုံ1ပုံလောက်ဟာကဘာပေါ်ရဲ့တခြားဘယ်နေရာမှာမှမရှိသလောက်ရှားပါတယ်အထူးသဖြင့်နီရဲတဲ့အစေးတွေထွက်တဲ့ Dragon Blood Tree လို့ခေါ်တဲ့သစ်ပင်တွေဟာဒီကျွန်းရဲ့အထူးဆန်းဆုံးအမှတ်အသားဖြစ်ပါတယ်ဒီကျွန်းရဲ့သဘာဝပုံရိပ်တွေဟာတခြားနေရာတွေနဲ့မတူတော့အောင်ထူးခြားလွန်းလို့ Alien Island ဂျိုသားကျွန်းလို့လည်းခေါ်ဆိုကြပါတယ်နံပါတ်4 Davazagas Crater ဒီနေရာဟာတာကမန်နစ္စတန်နိုင်ငံမှာရှိပြီးတော့ဒီတွင်းကြီးကို Door to Hell ငရဲပြည်တကားဝါလို့လည်းခေါ်ကြပါတယ်1982ခုနှစ်မှာဆိုဗီယက်ဓာတ်ငွေ့ရှာဖွေရေးအဖွဲ့ကမြေတူးစမ်းသပ်ရာကနေမြေကုန်ပြိုကျပြီးမီသိန်းဓာတ်ငွေ့နဲ့အတူအခြားအဆိပ်ဓာတ်ငွေ့တွေထွက်လာတာကြောင့်မပြန့်ပွားအောင်မီးရှို့ခဲ့ရမှာယနေ့အချိန်ထိမငြိမ်းပဲနှစ်ပေါင်း90ကျော်တောက်လောင်နေခဲ့တာပဲဖြစ်ပါတယ်ဒီနေရာဟာလည်းထူးဆန်းလွန်းလို့ကမ္ဘာလက်ခီးသွားအများပြားလာရောက်ကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်နံပါတ်5 Dove Valley ဒီနေရာဟာအမေရိကန်နိုင်ငံမှာရှိပြီးအထူးဆန်းဆုံးကတော့ Sailing Stone လို့ခေါ်တဲ့လမ်းလျှောက်နေတဲ့ကြောက်တုံတွေပဲဖြစ်ပါတယ်လူတွေတရိတ်ဆန်တွေရဲ့အကူအညီမပါပဲကြောက်တုံကြီးတွေဟာရွှွညွန့်ပေါ်မှာအလိုအလျောက်ရွှေ့လျှော်သွားကြပြီးတော့နောက်ွယ်မှာလည်းလမ်းကြောင်းရာကြီးတွေခြံထားခဲ့ကြပါတယ်သိပ္ပံပညာရှင်တွေကတော့ဒါဟာရေခဲလွှာပပလေးနဲ့လေတိုက်နှုံနှုံပေါင်းစပ်မှုကြောင့်ရွေ့ရှားတာလို့သုံးသပ်ထားပါတယ်ကမ္ဘာအပူဆုံးနေရာတွေထဲကမှတစ်ခုဖြစ်ပြီးတော့တတုဓာတ်ပေါင်းစုံကြောင့်တောင်တန်းအယောင်မျိုးစုံကိုလည်းတွေ့မြင်နိုင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တာတွေကတော့ကမ္ဘာပေါ်ကထူးဆန်းတဲ့နေရာတွေထဲကမှ9ခုကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်